အားလုံးပဲမင်္ဂလာပါ KND မြန်မာ Horror Story ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုယ်တိုင်ကြုံခဲ့ရတဲ့အဖြစ်အပျက်တစ်ခုကိုမျှဝေခြင်းပါတယ်လွန်ခဲ့တဲ့နေ့ပေါင်းများစွာကျွန်တော်အသက်10နှစ်လောက်တုန်းကပါအဲ့ဒီအချိန်တုန်းကကျွန်တော်တို့ဟာအခန်းလေးတစ်ခုနဲ့တစ်ခုဆက်ဆက်နေတဲ့အိမ်သေးသေးလေးတစ်လုံးမှာနေထိုင်ခဲ့ပါတယ်နေရာမလုံလောက်တာကြောင့်ကျွန်တော်တို့ညီကိုနှစ်ယောက်ကအခန်းတစ်ခန်းမှာအိပ်ပြီးအမေနဲ့ညီမလေးကနောက်အခန်းတစ်ခန်းကိုမျှဝေသုံးဆွဲရပါတယ်ညနေတဲ့အချိန်မနေ့3 နာရီလောက်ရှိပြီကျွန်တော်ကတော့ကျွန်တော်တို့ရဲ့ရုပ်မြင်သံကြားဟောင်းကြီးမှာကာတွန်းတွေကြည့်ရင်နိုးနေတော့မှာပဲအဲ့ဒီအချိန်မှာကျွန်တော်အခန်းတကားကတဖြည်းဖြည်းချင်းပွင့်လာခဲ့တယ်တကားဝမှာကျွန်တော်အကိုတွေတဲကတယောက်ကမတ်တရက်နေတာကိုတွေ့လိုက်ရတယ်တီဗီလင်းအောင်ရှိနေပေမဲ့သူ့မျက်နှာကိုမမြင်ရပါဘူးသူ့ခန္ဓာကိုယ်တစ်ခုလုံးကအမဲရောင်ရိပ်တစ်ခုလိုဖြစ်နေပါတယ်ခလေးတယောက်အနေနဲ့ကျွန်တော်သိပြီးမတွေးမိပါဘူးအလင်းရောင်ကအမြင်မအောင်လုပ်နေတာပဲလို့ထင်ခဲ့မိတယ်သူကစကားတစ်ခွန်းမှမပြောဘဲကျွန်တော်ဘေးကအိယာစွန်းမှာဝင်ထိုင်ခဲ့တယ်သူမျက်နှာကတီဗီဘက်ကိုလှည့်နေပါတယ်အကိုရောအိတ်မပြောဘူးလားချန်နယ်ပြောင်းမရမလားဆိုပြီးမေးကြည့်ခဲ့ပေမဲ့သူပြန်မဖြေပါဘူးသူဟာလှုပ်ရှားမှုတစ်ခုမှမရှိဘဲငြိမ်သက်စွာထိုင်နေခဲ့တယ်ဒါကထူးဆန်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်အကိုကဘယ်တော့မှငြိမ်ငြိမ်မနေနိုင်သူပါအမြဲတမ်းကိုလှုပ်ရှားနေတတ်သူပါဒါပေမဲ့ဒီကောင်ကသူ့မျက်လုံးတော့မမှိတ်ပါဘူးခဏကြာတော့ကျွန်တော်အင်တာသွားမယ်လို့ထားလာခဲ့တယ်အမေနဲ့ညီမလေးနိုးသွားမှဆိုတဲ့အတွက်အိယာထဲကနေအသားလေးတွားထွက်ပြီးဇင်းကြံလန်းအတိုင်းအမြန်သွားခဲ့တယ်ပြန်လာတဲ့အခါမှာအကိုတို့အခန်းကိုဖျက်ရင်ကျွန်တော်ရက်တန်သွားတယ်ကျွန်တော်အကိုနှစ်ယောက်လုံးဟာနှစ်ချိုက်ချိုက်အိပ်ပျော်နေကြပါတယ်ဆောင်းအောင်မှတယောက်ကိုတယောက်ဖက်ပြီးအသက်ပြင်းပြင်းယူနေကြတယ်လှုပ်ရှားစရာနေရာတစ်လက်မှတောင်မရှိပါဘူးသူတို့ထဲကတယောက်ဟာလွန်ခဲ့တဲ့မိနစ်အနည်းငယ်ကမှကျွန်တော်တို့အခန်းထဲကိုရောက်နေတယ်ဆိုတာမဖြစ်နိုင်ပါဘူးကျွန်တော်ရင်ထဲထိတ်ခနဲ့ဖြစ်သွားပြီးလက်တွေတုံရင်လာခဲ့တယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်အခန်းဘက်ကိုပြန်ပြေးသွားခဲ့တယ်အိယာကဗလာပါအရေးမဲကလည်းပျောက်ကွယ်သွားခဲ့ပါပြီဒီတော့မှကျွန်တော်သဘောပေါက်သွားတယ်ကျွန်တော်သူ့မျက်နှာကိုဘယ်တော့မှမမြင်ရခဲ့ပါဘူးသူကတီဗီကိုကြည့်နေတာလားဒါမှမဟုတ်ကျွန်တော်ကိုကြည့်နေတာလားဆိုတာမသိရခဲ့ပါဘူးအခုချိန်ထိအဲ့ဒီညအကြောင်းစဉ်းစားနေသေးပါပဲကျွန်တော်ဘေးမှာထိုင်နေသူဒါမှမဟုတ်အဲ့ဒီအရာကဘာလဲဆိုတာကျွန်တော်ဘယ်တော့မှသိမှာမဟုတ်ပါဘူးအမှန်တိုင်းပြောရရင်ကျွန်တော်ဘယ်တော့မှမသိရတာကိုပဲဝမ်းသာမိပါတယ်ဇလန်လေးကတော့ဒါပါပဲခင်ဗျာကြည့်ရှုပေးခဲ့လို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်